မြည်သည့်ဈေးကွက်ကကျွန်တော်တို့ရှိနေပါစီယင်းနှမြုံနိုင်မှုမပြုလုပ်မီစဉ်းစားရမည်ကိုရေးအချက်များဈေးကွက်ဆိုင်ရာအချက်များများစွာရှိပါလေ။သင်အနေနဲ့အလားလာကောင်းသည့်ကုမ္ပဏီကိုရွေးချယ်ပြီးပါကအဆိုပါကုမ္ပဏီအားစံကားတင်စရင်းနဲ့သို့ထည့်သွင်းကအခေါ်ပြပါအချက်များကိုအကဲဖြတ်ကြည့်ပါ။ COVID-19 ကူးစက်ရောဂါကိုနမူနာအဖြစ်ကြည့်ပါခရီးသွားလာမှုနဲ့လေကြောင်းခရီးသွားလာမှုများရပ်နားခြင်းနဲ့ social distance အစီအမံများကြောင့်စီးပွားရေးလုပ်ငန်းများပြားမှာဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသည်၎င်းတို့တွင်လေကြောင်းလိုင်းများခရီးသွားအေဂျင်စီများအပျော်စီးသင်္ဘောကုမ္ပဏီများအစားအသောက်နှင့်အဖျော်ယမကကုမ္ပဏီများပါဝင်သည်တစ်ဖက်တွင်လည်းကျန်းမာရေးစောင့်ရှောက်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းကိရိယာများထုတ်လုပ်သည့်လုပ်ငန်းများ online ဝန်ဆောင်မှုလုပ်ငန်းများနှင့် e-commerce လုပ်ငန်းများသည်အဆိုပါ lockdown ကာလအတွင်းကြီးမားသည့်အကျိုးအမြတ်များကိုရရှိခဲ့သည်အချို့သောယင်းနှမြုပ်နှံသူများကလည်းတန်ဖိုးကျဆင်းနေသောစတော့များဝယ်ယူရန်နှင့်အဆိုပါစတော့ဈေးနှုန်းများတစ်ချိန်တွင်ပလန်တက်လာပြီးရေရှည်တွင်အကျိုးရှိမည်ဟုယုံကြည်ကာအဆိုပါစီးပွားရေးလုပ်ငန်းများ၏စတော့များတွင်ယင်းနှမြုပ်နှံရန်ဆွဲဆောင်ခံရမှုများရှိနိုင်သည်ပြင်းထန်လာသည့်ကိုဗစ်ကပ်ရောဂါအကျိုးဆက်နှင့်အတူတင်း၏သူတေသနာလုပ်ငန်းကိုပုံမနှဆိုင်စွာပြုလုပ်ရန်လိုအပ်ပါသည်စတော့တစ်ခု၏ဈေးနှုန်းများကရခင်ကာလဈေးနှုန်းများသို့ပြန်လည်မရောက်ရှိတော့ဘူးအကဲဖြတ်ထားပါကယင်းတို့ကိုယင်းနှမြုပ်နှံမှုမပြုတော့ဘဲအခြားသောခိုင်မာသည့်လုပ်ငန်းများသို့ပြောင်းရွှေ့ယင်းနှမြုပ်နှံရန်လိုအပ်ပါသည်။နွားသိုးဈေးကွက်၏ယင်းနှမြုပ်နှံမှုနှိဗျူဟာများနွားသိုးဈေးကွက်တွင်တင်းအနေနဲ့ဈေးနှုန်းများမြင့်တက်နေချိန်တွင်ယင်းနှမြုပ်နှံခြင်းဖြစ်သည်။ဈေးနှုန်းများဆက်လက်တက်နေဦးမည်ဟုယုံကြည်ပါကဝယ်ယူပြီးကိုင်ဆောင်ထားသောယင်းနှမြုပ်နှံမှုနှိဗျူဟာ buy and hold ကိုတင်ရွေးချယ်နိုင်ပါသည်။ဆိုလိုသည်မှာတင်ဝယ်ယူပြီးယင်းနှမြုပ်နှံထားသည့်အချိန်ကြာလေးလေးတင်း၏ယင်းနှမြုပ်နှံမှုတန်ဖိုးမြင့်မားလေးလေးဖြစ်မည်ဟုမျှော်လင့်ရပါသည်။အခြားရွေးချယ်စရာတစ်ခုမှာစတော့ဈေးနှုန်းများမြင့်တက်လာသည်များအမိတင်ဆက်လက်ဝယ်ယူနေသည့် buy and hold ဗျူဟာကိုစက်တိုက်ကျင့်သုံးသည့်စနစ်ဖြစ်သည်ဤသို့စက်တိုက်ယင်းနှမြုပ်နှံခြင်းအဖြစ်တင်း၏ယင်းနှမြုပ်နှံမှုအစုဤပြန်းမြတ်ကြောင်မိုးမှာ under value ဖြစ်နေမည်ဖြစ်သဖြင့်ရေရှည်တန်ဖိုးများမြင့်တက်ခြင်းတွင်အကျိုးမြတ်များစွာရရှိနိုင်မည်ဖြစ်သည်ဝက်ဝင်ဈေးကွက်အတွင်းကြားရမည်သည့်ဖြစ်စေကမှဈေးနှုန်းအတက်အကျ price fluctuation ကတော့ရှိနေဦးမည်ဖြစ်ပါသည်အဆိုပါဈေးနှုန်းအတက်အကျဖြစ်နေသည့်ကြားတွင်ယင်းနှမြုပ်နှံရမှာ retracement addition strategy လို့ခေါ်သည့်ဈေးနှုန်းများပြန်လည်တည်ငြိမ်သည့်အချိန်တွင်ရှယ်ယာများကိုဝယ်ယူကာဈေးပလန်တက်သည့်အချိန်အထိကိုင်ဆောင်ထားသည့်နည်းဗျူဟာကိုကျင့်သုံးခြင်းဖြစ်သည်ဝမ်ဝင်ဈေးကွက်အတွက်ယင်းနှမြုပ်နှံမှုဗျူဟာများဝမ်ဝင်ဈေးကွက်တွင်ယင်းနှမြုပ်နှံမှုပြုရတာမှာအတက်ဈေးကွက်တွင်တွင်တက်ရသည့်ပုံမခက်ခဲလိရှိပါတယ်ဈေးကွက်အပေါ်အစိုးမမြင်နှင့်အပြတ်သဘောဆောင်သည့်တည်င်းအချက်လက်များကြောင့်မှန်ကန်သောဆုံးဖြတ်ချက်ချမှုများတွင်စိန်ခေါ်မှုများစွာရှိပါသည်ဒါကြောင့်ဝမ်ဝင်ဈေးကွက်တွင်ယင်းနှမြုပ်နှံသည့်အခါတွင်အဓိကကျသည့်အချက်ကရေရှည်အမြင်ကိုထိန်းသိမ်းရန်ဖြစ်သည်ဒီနေရာတွင်ဒေါ်လာပြည့်မြတ်ကုန်ကျစရိတ်နည်းဗျူဟာ dollar cost averaging investment strategy ကိုစဉ်းစားရန်အချိန်ဖြစ်သည်ဤနည်းမှာတင်ဝယ်ယူလိုသည့်စတော့တစ်ခုကိုမှတ်ထားသည့်အချိန်အပိုင်းအတွင်းတူညီသည့်ငွေပမာဏနှင့်ပုံမှန်ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဈေးနှုန်းကိုဂရုပြုကြမလိုပါထို့ဖြစ်အချိန်ကာလတစ်ခုရောက်သည့်အချိန်တွင်စတော့တစ်ဆောင်၏ပြန်နှဈေးနှုန်းမှာကျဆင်းသွားပြီးဈေးနှုန်းအဆက်အကျအတန်ကိုခံနိုင်မည်ဖြစ်ပြီးဤစနစ်ကသင်၏ရင်းနှီးမြှုပ်နှံမှုအစုကိုပြန်လည်ချိန်ပေးပြီးရေရှည်တွင် asset ခွဲဝေရင်းနှီးမြှုပ်နှံမှုကိုအထောက်အကူဖြစ်မည်ဖြစ်သည်ဝမ်ဝင်ဈေးကွက်အတွင်းပြန်လည်ထိန်းညပေးခြင်းမှာအရေးကြီးပြီးသင်၏ရင်းနှီးမြှုပ်နှံမှုအချို့မှာအခြားသောစတော့များထက်ကျဆင်းမှုနှုန်းမြန်ဆန်နိုင်ပြီးသင်၏စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအစု၏တန်ဖိုးကိုမညီမျှမှုချွတ်စေနိုင်ပါသည်ဥပမာအားဖြင့်သင်ဒီပြင်းပြဝင်ငွေရရှိသည့်အဆက်များဥပမာငွေချေးစာချုပ်များ၏ပါဝင်မှုအချိုးအစားမှာရည်မှန်းထားသည့်ထက်မြင့်မားနေသည့်ဆိုပါကစတော့များနှင့်အားမျှစေရရင်းငွေချေးစာချုပ်အချို့ကိုပြန်လည်ရောင်းထုတ်ခြင်းဖြစ်သည်ဝယ်ဝင်ဈေးကွက်တွင်သင်၏ပိုင်ဆိုင်မှုအစုစုကိုပြန်လည်ချိန်ကြောင်ခြင်းအားဖြင့်ဈေးကွက်ပြန်လည်နာလန်ထူလာသည့်အချိန်တွင်အမြတ်များရရှိရန်အထောက်အကူပေးမည်ဖြစ်သည်နောက်ဆုံးအနေနဲ့ရင်းနှီးမြှုပ်နှံသူများသတိထားရမှာကကြောက်ရ၍ထုတ်ရောင်းမိမှုမဖြစ်ရေးပါပြင်အနေနဲ့လုံလောက်သည့်ငွေကြေးရှိနေမည်ဖြစ်၍ဝယ်ဝင်ဈေးကွက်မှလွယ်မြောက်နိုင်မှုအတွက်ကာလကြိုဈေးနှုန်းအသက်အကျဖြစ်ပေါ်မှုကြောင့်ထိခိုက်မှုမဖြစ်စေရန်ရှောင်ရှားရပါသည်ဈေးကွက်များမငြိမ်သက်နေသည့်အခါတွင်ခိုင်မာသောယင်းနှီးမြှုပ်နှံမှုအစုစုကိုတိစောက်တာမှာစိန်ခေါ်မှုညှင့်ကြုံတွေ့ရနိုင်ပါသည်တောင်တက်သည့်ကိစ္စတွေနေခဲခဲသို့ပဲတင်းလျော်သောတောင်တက်ကိရိယာများနှင့်အတွေ့အကြုံရှိသောတောင်တက်လမ်းညွှန်ရာများအသုံးပြု၍ခရီးလမ်းပို့တာရပါလိမ့်မည်ပြောင်းလဲနေသည့်ဈေးကွက်အနေအထားများကိုလိုက်ပြီးတင်း၏ခြားသာကြွယ်ဝလာနိုင်မှုကိုအမြင့်ဆုံးရောက်ရှိနိုင်ရေးအတွက်တင်းရွေးချယ်ယင်းနှီးမြှုပ်နှံမည့်စတော့များ၏နောက်ခံအကြောင်းရင်းများကိုတေချာစွာသိရှိရန်လိုအပ်ပြီးနွားထိုးဈေးကွက်ဝက်ဝင်ဈေးကွက်များတွင်အချိန်တိုင်းဝင်ရောက်ယင်းနှီးမြှုပ်နှံမှုပြုနိုင်ရေးမှာမှန်ကန်သောဗျူဟာတစ်ခုဖြစ်သည်